Granger M7 စကင်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးသိထားရတဲ့အချက်အလက်များမင်္ဂလာပါ 1shot7 gaming ပရိသတ်ကြီးတိတ်မကြခင်ပါပဲကျွန်တော်တို့ရဲ့ Mobile Legends မှာအကြီးမားဆုံးသော tournament ကြီးလို့လည်းခေါ်လို့ရမလား World Championship လို့ခေါ်လို့ရမလားအဲ့လိုမျိုးခေါ်လို့ရမယ့် M7 event ကြီးကမကြခင်လာတော့မှာဖြစ်ပါတယ်အဲ့ဒီပွဲနဲ့အတူတူပဲကျွန်တော်တို့တွေတကယ်ကိုမှအကျိတ်နဲ့ရှိလာတဲ့အသင်းတွေရဲ့ရှင်ပြိုင်တိုက်ခိုက်မှုတွေကိုလည်းကြည့်ကြရအောင်ပါလူတွေအနေနဲ့M7 စတဲ့အချိန်မှာစိတ်ဝင်စားဆုံးအရာကိုပြောပါဆိုရင်တော့ M7 စကင်တွေပဲဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းလည်းဒီလိုစကင်တွေထုတ်ပေးနေတာဆိုတော့ကျွန်တော်အထွေထူးမိတ်ဆက်ပေးစီရအောင်မလိုတော့ပါဘူး။ဒီနေ့မှာတော့ M7 စကင်နဲ့ပတ်သက်ပြီးတော့တည်ထားရတဲ့အချက်အလက်တချို့ကအတော်လေး unique ဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းလို့ M7 စကင်တွေ M1, M2, M3 ဒီလို M series ရဲ့စကင်တွေထုတ်တိုင်းမှာရွှေရောင်တွေတော်တော်များပါတယ်။ Prime စကင်ဆိုရင်ရွှေရောင်ပို့ပြီးတော့လင်းလာတယ်လိမ္မော်ရောင်ပိုများလာတယ်ခေတ်ဆက်ဆက်လောက်လာခဲ့တဲ့ M series တိုင်းရဲ့စကင်တိုင်းကအဲ့လိုပုံစံမျိုးကိုအတော်လေးနှွေပါတယ်။အခုလာတဲ့ Granger ကဒီလိုပုံစံတွေကနေပြီးတော့ဖောက်ထွက်ပြီးတော့သူကအပြာရောင်တွေပါလာတယ်။ဆိုင်ရန်ရောင်လို့ခေါ်တဲ့အပြာနဲ့အစိမ်းနဲ့ဆက်ထားတဲ့အရောင်တွေပါလာတယ်။ရွှေရောင်မပါလာလားဆိုတော့ရွှေရောင်လေးပါပါတယ်။ဒါပေမဲ့ထင်းသလောက်ကြီးတော့မဟုတ်ပါဘူး။ဒါအပြင်ကမှသူ့ရဲ့ painted skin ထွက်လာတဲ့အပိုင်းကလေးပဲကျွန်တော်တို့ original found ထက်တောင်မှပူကောင်းနေပါသေးတယ်။ Granger စကင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ကဗီဒီယိုတစ်ပုဒ်မှာလေးပြောခဲ့ပူပါတယ်။ M7 စကင်တွေထဲမှာအနက်ရောင်ပါတဲ့စကင်အများကြီးမရှိပါဘူးဒီ Granger ကမှအဲ့ထဲကထူးပြီးတော့အဲ့လိုအနက်ရောင်များပါတဲ့စကင်တစ်ခုအနေနဲ့ပါလာအောင်မှာဖြစ်ပါတယ်သူရဲ့ painted စကင်ကပူတော်မှမိုက်ပါသေးတယ် painted စကင်မှာသုံးပြီးထားတာကတော့ကျွန်တော်တို့မြင်နေတွေ့နေကြအရောင်တွေကဖြစ်တဲ့ Bankian ရောင်လိမ္မော်ရောင် Hellfire လို့ခေါ်တဲ့ငရဲကမီးတော့အရောင်ဒီအရောင်တွေဖြစ်ပါတယ်မမိုက်ဘူးလားဆိုတော့မိုက်တော့မိုက်ပါတယ်ဒါပေမဲ့ရိုးရိုးရှင်းရှင်းဖြစ်နေတာကတော့အသေးချပါပြီဒီကောင်ကရောယင်းနှစ်တွေတုန်းကလိုမျိုးရိုးရိုးစကင်ရလို့ရှိရင်နောက်ထပ်ဈေးသက်သက်နဲ့ယူလို့ရမှာလားဆိုတော့ဟုတ်ပါပြီကျွန်တော်တို့ M7 ရဲ့ရိုးရိုး Granger စကင်ကိုရတဲ့အခါမှာအဲ့ဒီကောင်ကို painted skin ဝယ်သုံးလို့ရပါလိမ့်မယ်အဲ့ဒီ painted skin ကဒီလိုအထာမျိုးနဲ့ထွက်လာမှာပါသူ့မှာသုံးထားတဲ့အရောင်တွေကအရှိကပြောခဲ့တဲ့အရောင်တွေကိုမှအစိမ်းလေးနည်းနည်းပပလေးတော့ဖြတ်ပြီးပေးထားပါတယ်စကင် effect တွေမှာတော့ဒါကိုထင်းထင်းရှားရှားတွေ့ရမှာမဟုတ်ပါဘူးတကယ်လို့ကိုက Prime စကင်အထိလည်းမသွားနိုင်ဘူးရိုးရိုးတန်းတန်းပဲ DM7 စကင်နဲ့ကျေနပ်မဲ့သူမျိုးဆိုရင်တော့ painted skin ကိုပါယူသင့်ပါတယ်အဲ့လိုမျိုး painted skin နဲ့တွဲယူတဲ့အခါမှာမတူတဲ့ fee နှမျိုးနဲ့ကစားလို့ရမှာပါဘာလို့မရောက်လာသေးတဲ့အကြောင်းတွေကိုပြောနေရတာလဲဆိုရင်တော့တိတ်မကြခင်မှာလာပါတော့မယ်ဇန်နဝါရီလထဲမှာ DM7 ရဲ့ပွဲတွေကစမှာဖြစ်တဲ့အတွက်အဲ့ဒီပွဲတွေမစခင်ရက်ပိုင်းလို့မှ M series ရဲ့ event ကိုထုတ်ပေးမှာပါအဲ့ဒီ event ထုတ်ပေးတဲ့အချိန်နဲ့ကျွန်တော်တို့Prime စကင်ကိုသွားဖို့အတွက်ကြိုးစားတဲ့အချိန်ကြားထဲမှာနည်းနည်းလေးတော့မှအပြက်ကွက်လို့မရပါဘူးနေ့စဉ်နေ့တိုင်းအဲ့လိုပြက်ကွက်လိုက်လို့အချိန်မလောက်တော့တာကြောင့် Prime စကင်ကိုမရလိုက်တဲ့သူတွေတချို့ကြတော့လေ free ကုန်းစင်းတာကိုမှသူလိုချင်တဲ့အနေအထားထိမရောက်သွားတဲ့သူတွေဒီလိုအများကြီးပါကိုက M series အတွက် plan နေရှိတဲ့ဒီ Granger စကင်ကိုရအောင်ယူမယ်လို့စိတ်ကူးထားလို့ရှိရင်စောစောစီးစီးကြိုတင်ပြင်ဆင်ထားပါရိုးရိုး pass နဲ့ pass plus ဆိုပြီးတော့နှစ်ခုလဲထွက်မှာဖြစ်တဲ့အပြင်ကိုမှဒီနှစ်မှာတခြားသောထွက်ခဲ့ဘူးသားဖြစ်တဲ့ M series ရဲ့စကင်တွေအကုန်လုံးဒီပါးကိုပြန်ဝယ်ခွင့်ပေးမယ်လို့လည်းသိထားပါတယ်ကိုကတကယ်လို့ Granger မလိုချင်ဘူးတခြား Prime စကင်ကိုလိုချင်နေဆိုရင်တော့မှပရိသတ်တွေအတွက်တော်တော်လေးတန်နေပါသေးတယ်ဒီနှစ်ကမွန်တွင်းရဲ့အကြီးကျယ်ဆုံးနှစ်လို့ပြောလို့ရပြီးတော့အပြိုင်ဆိုင်ရှိလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုဈေးတန်နဲ့ရောဝတ်များရအောင်လုပ်ပေးမှာပါကိုကအဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံပဲအသုံးချကြဖို့အတွက်လေးအကြံပြုချင်ပါတယ် DM series နဲ့ပတ်သက်ပြီးတော့အသေးစိတ်အကြောင်းအရာတွေကိုတော့သူတို့ရဲ့ event official server ကိုရောက်လာတဲ့အခါကြားလို့ရှိရင်တစ်ခါထပ်ပြီးတော့ရှင်းပြပေးပါမယ်။ဘာတွေများထူးခြားသွားမလဲဆိုတော့ဘာမှတော့ထူးခြားသွားမှာမဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းကျွန်တော်တို့မြင်နေကြ M series event တွေအတိုင်းပဲရိုးရိုး pass ရှိမယ် pass plus ရှိမယ်အဲ့နှစ်ခုကိုဝယ်ဒါမှမဟုတ်တစ်ခုတည်းဝယ်ပြီးတော့ကိုကနေ့စဉ် daily test တွေပုံမှန်လို့ weekly test တွေပုံမှန်လို့ဒီလိုတွေလုပ်ပြီးသွားရင်စကင်တွေရ reward တွေရထားပါပြီ။စိတ်ဝင်စားစရာကောင်းမယ့်အချက်ကဘာလဲဆိုတော့ဒီနှစ်မှာရော figure ခက်လန်းလေးပါလာအောင်မလား။ figure ဆိုတာဘာလဲမသိတဲ့သူတွေအတွက်ပြောရရင်နောက်ဆုံး Prime စကင်ပြီးသွားရင်ထပ်ပေးတဲ့ reward DM series ရဲ့အဓိကစကင်ဖြစ်တဲ့ Granger ရဲ့ Prime ရုပ်ထုကိုကျွန်တော်တို့ကို physical ပို့ပေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီခါကျတော့မှပဲနောက်တစ်ခါထပ်ပြီးတော့ Weapon လေးကန်ကြရအောင်ပါဒီနှစ်အတွက် Granger ကအတော်လေးရောင်းကောင်းမယ်လို့လည်းထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လေးကြိုက်တဲ့အတွက်ဝယ်ဖို့အတွက်စဉ်းစားထားပြီးသားပါပရိသတ်တွေရောဒီနှစ်အတွက် M7 စကင်ကိုဘယ်လိုသဘောရလဲသဘောကျကြရဲ့လားနောက်ထပ်လည်းဒီလိုမျိုး Mobile Legends နဲ့ပတ်သက်ပြီးတော့အသုံးဝင်မဲ့အကြောင်းအရာတွေနောက်ဆုံးထွက်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးနေပါဦးမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ